MSc scholarship ကိုရှောက်ဖို့10ရန်စနစ်တန်းအမှတ်ဘယ်လောက်လုပ်လဲ program ပေါ်လိုက်ပြီးတော့လိုအပ်တဲ့အမှတ်ကမတူဘူး undergraduate program 3မျိုးရှိပါတယ်အဲ့ထက်မှာနံပါတ်1က undergraduate program နံပါတ်2က college of technology နဲ့နံပါတ်3 specialized training college program တို့ဖြစ်ပါတယ် undergraduate တို့ဂကုဘူးလို့လည်းခေါ်ရပါတော့ဂကုဘူးဆိုရင်အမှတ်450နဲ့အထက်ရှိရပါမယ်နောက်တစ်ခုက course အမှတ်1 program college of technology ဆိုရင်အမှတ်420နဲ့အထက်ရှိရပါမယ် specialized training college အတွက်ဆိုရင်လည်း420နဲ့အထက်ရှိရပါမယ်ဒါကြောင့် MSc scholarship ဆိုရင် program တွေအမျိုးမျိုးရှိတဲ့အတွက်တမျိုးတည်းကိုမကြည့်ဘဲနဲ့ဘယ် program ကကိုယ်အမှတ်နဲ့မှီမလဲဆိုတာကိုသိချလိုက်ကြည့်ဖို့လိုပါတယ်450မကျော်လို့အမှတ်မမှီဘူးဆိုပြီးတော့လည်းစိတ်မညစ်ပါနဲ့420ကျော်ရင်ရှောက်လို့ရတဲ့ program တွေရှိပါတယ်ကိုယ်အမှတ်နဲ့ကိုက်ညီတဲ့လမ်းကြောင်းကိုရွေးပြီးတော့ခွင့်ရေးကိုလက်လွတ်မခံဖို့ရည်ကြည့်ပါတယ်ပြီးတော့ program တစ်ခုချင်းစီမှာလည်းသူ့ရဲ့ unique ဖြစ်တဲ့အချက်တွေရှိအောင်မလို့အဲ့ဒါကိုလည်းသိချဖတ်စီကြပါတယ်10ရန်ဒါမှမဟုတ်12တန်းအမှတ်မမှီတဲ့သူတွေအတွက်တခြားအစားထိုးလို့ရတဲ့စာမေးပွဲတွေကတော့ EJU Cambridge International A-Level IGCSE GCE A-Level စတာဖြစ်ပါတယ်တကယ်လို့အဲ့ဒီ test တွေရဲ့အမှတ်နဲ့ရှောက်မယ်ဆိုရင်ကတော့ undergraduate အတွက်60%နဲ့အထက် college of technology နဲ့ specialized training college အတွက်ကတော့50%နဲ့အထက်အမှတ်ရဖို့လိုအပ်ပါတယ်။ဆိုရင်ကိုက MSc scholarship ကိုရှောက်ဖို့အတွက် eligible ဖြစ်မဖြစ်စမ်းစစ်လို့ရမယ်လို့ထင်ပါတယ်။အမကတော့2023မှာ college of technology program နဲ့ MSc scholarship ကိုရခဲ့ပါတယ်။ဒါကြောင့်အဲ့ program နဲ့ပတ်သက်ရင်တော့ပိုပြီးတော့အသေးစိတ်ဖြည့်ပေးလို့ရပါတယ်။တချို့ undergrad မဟုတ်ဘဲနဲ့ research program တွေကတော့အမလည်းနားမမီဘူးပေါ့နော်။ဒီ video ကို save ထားလိုက်ပါ MSc scholarship ရှောက်တဲ့အခါကျရင်လိုအပ်လာမှာပါ။သိချင်တာတွေရှိရင် comment မှာမေးတော့ရပါတယ်နော်။